လေကျဲတဲ့ကောင်ကိုတိုင်ပွဲရက်နဲ့အပီဖြုတ်လိုက်တဲ့ကြော်ကြီးကဘာတွန်းအောင်မြန်မာပြည်သက်တွေမျောလင်းဆောင်စားခဲ့ကြတဲ့သွေးရဲအားမှန်ပြည့်နဲ့ရင်ကုန်တန်ညာချမ်းချိန်ကားကြီးပြီးဆုံးသွားခဲ့ပါပြီ။ထိုင်းဖိုင်တာစလက်တန်ကိုအနိုင်ယူပြီးထိုင်းမြေမှာမြမကုံကိုထပ်ဆောင်ပေးခဲ့တဲ့ကျွန်တော်တို့ရဲ့ရွှေပန်းသားကြော်ကြီးဒီပွဲမတိုင်ခင်ကအချိန်တွေကဘလောက်တောင်ရင်ကုန်ဖို့ကောင်းခဲ့လေ။တကယ်တိုင်းကျိုးဝိုင်းပေါ်ရောက်သွားတဲ့ခါမှာရောပြည်သက်တွေမျောလင်းထားသလိုဖြစ်လာခဲ့လားဆိုတာကိုကြည့်ရအောင်ပါ။ကျော်စွာဝင်းဟာကျိုးဝိုင်းထဲကိုဝင်မလာခင်သူပြတ်တန်းခဲ့ရတဲ့လမ်းကြောင်းအမလွယ်ကူခဲ့ပါဘူးဝိတ်ချိန်ခွင်ပေါ်မတက်ခင်တည်းသွေးချေမျက်ရည်နဲ့ရုန်းကန်ခဲ့ရတဲ့ဝိတ်ချပွဲတွေကျင်းထဲမှာအသက်ရှူရက်တောင်မရှိအောင်အပြင်းထန်လေ့ကျင့်ခဲ့ရတာတွေကကျိုးဝိုင်းထဲရောက်တဲ့အခါအဆင်သင့်ဖြစ်နေခဲ့ပါတယ်သူကျိုးဝိုင်းထဲဝင်လာတဲ့ချိန်သူ့ရဲ့မျက်လုံးတွေကိုကြည့်လိုက်ရင်ဘာမှကြောင်းရွံ့ခြင်းမရှိတဲ့ရန်သူကိုအမဲလိုက်တော့မဲ့ချင်းသေးတကောင်ရဲ့အကြည့်မျိုးကိုမြင်တွေ့ခဲ့ရပါတယ်ဒီပွဲမှာကြော်ကြဝင်းရဲ့လက်စည်းလိုမြန်တဲ့ထိုးချက်တွေကြောက်ခဲလိုပါကြောတဲ့ဒူးချက်တရောင်ချက်တွေနဲ့အတူပြိုင်ဘက်ကိုစက္ကန့်ပိုင်းတွင်အလဲထိုးပွဲသိမ်းသွားမလားဆိုပြီးပြည်သက်တိုင်းအားမျှော်လင့်ခဲ့ကြတာပါဒါပေမဲ့တကယ်တမ်းထိုးသက်တဲ့အချိန်မှာတော့ slack dance ဆိုတာလွယ်လွယ်နဲ့အလဲထိုးလို့ရတဲ့ပြိုင်ဘက်မျိုးမဟုတ်ခဲ့ပါဘူးပထမကြီးစားစားချင်းမှာပဲ slack dance ကကြော်ကြီးကြော်နဲ့အလုံးတွေကိုကောက်ပြီးစားသွားပါတယ် slack dance ရဲ့ကက်ကာပုံကအတော်လေးလုံးပြီးကြော်စာဝင်းရဲ့ပါဝါလက်သီးတွေနဲ့တထောင်တွေကိုတေချာကာထားနိုင်ရုံမကပဲထိရောက်စွာတံပြန်တိုက်ဆင်းဆန်ထားနိုင်တာကိုတွေ့ရပါတယ်။ဒုတိယချီဒီချီမှာတော့ကြီးကြော်စွာဝင်းဟာ TV ထိုးလိုက်ပါတယ်။သူထိုးကိုထိုးသူထိကိုထိပုံစံမျိုးနဲ့အပြန်လန်ဆန်းချိန်မြင်လာပါတယ်။ကြော်စွာဝင်းထိုးချက်တွေစလက်တန်ကိုထိသလိုစလက်တန်ရဲ့တံပြန်ထောင်လုံးတွေဟာလည်းကြော်စွာဝင်းကိုတက်ထိခဲ့ရပါ။နှစ်ယောက်စလုံးသွေးပူလာတဲ့အချီလို့ဆိုရမှာပါ။တတိယချီဒီနောက်ဆုံးချိန်မှာတော့ကြော်စွာဝင်းရဲ့အင်အားတွေပောက်ကွဲထွက်လာပါတယ်။ကျော်စွာဝင်းထိုးတာစလက်တန်အတော်လေးနာသွားပြီးဟက်ကစ်တွေပါသုံးလာတာတွေ့ရပါတယ်။စလက်တန်တက်လုံးကုန်သွားပေမဲ့အလဲထိုးမခံရအောင်ပေးထိုးပြီးတော့ကာကွယ်သွားနိုင်ခဲ့ပါတယ်။သုံးချီပြေးထိုးတက်ပြီးဒိုင်ဆုံးဖြတ်ရမှာတော့ကျော်စွာဝင်းဟာ anonymous discretion 3.0 နဲ့ပြပြတသားအနိုင်ရရှိသွားခဲ့ပါတယ်။ဒီကျဲတဲ့ပြိုင်ဘက်ကိုစကားတွေအများကြီးမပြောအပုတ်တွေအများကြီးမလုပ်ပြပဲအမြဲစူးစမ်းအမြဲရင်ကျေးတဲ့ကြော်ကြီးကလက်တွေဖြေပေးသွားခဲ့တော့ပါ။တိုင်ဘက်ပရိသတ်တွေမျောလင်းထားသလိုအလဲထိုးပြီးဘောနဲ့များလိုက်တာပွဲကိုပြပြတသားမပြတ်လိုက်နိုင်တာကတော့နည်းနည်းလေးစိတ်မကောင်းကြပါဒါကိုကြည့်ခြင်းအပြင်နောက်ထပ်အဆင့်တွေမှာစလက်တန်ထက်ပိုမှပိုကောင်းတဲ့ဖိုက်တာတွေနဲ့ရင်ဆိုင်ရောက်မှာဖြစ်တာကြောင့်ကြော်ကြီးနေတဲ့ထိရောက်တဲ့ပွဲသိမ်းတိုက်ခွက်တွေကိုတော့တေချာထက်မှန်လေ့ကျင့်ရအောင်မှာဖြစ်ပါတယ်ဘာပဲပြောထိုင်းပြည်မှာမြမကုံကိုထပ်ဆောင်ပေးခဲ့တဲ့ရွှေပန်းသားကြော်ကြီးကိုကျွန်တော်တို့ပြည်သက်တွေကဆက်လက်အားပေးနေအောင်ပါပြည်သက်တွေရောဒီပွဲနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲကြော်ကြီးဘာတွေထပ်ပြင်ဆင်တင်တယ်လို့ထင်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးနော်